Jurive Madariga Trapo, Jauniga, Rafaela Ro, Astadolomio Sapurigo, Sheto Buff Benide, Advanced Savaga Update Patch. Mingla break that Juri. Giri 3နေတဲ့အခါမှာဝင်ပြီးတော့ဖြတ်လို့မရတဲ့ effect ကိုတော့ထည့်ပေးထားလိုက်ပါရီ။နောက်ပြီးတော့ ultimate ကိုလည်းပဲ new effect အနေနဲ့ ultimate 3ရင် immune ရအောင်လုပ်ပေးထားပါရီ။ Garage ကအရင်ကားလောက်ကြီးထိမနိုင်သိမ်းမရဖြစ်တာမျိုးမဟုတ်တော့ဘဲနဲ့နည်းနည်းလေးထိန်းလို့သိမ်းလို့ရသွားမယ်လို့ထင်ပါရီ။လွယ်တော့မလွယ်ပါဘူး။ဒီ update patch မှာနောက်ဆုံးပြင်ထားတဲ့ကောင်ကတော့ Gadu Kaka ပါ။ Gadu Kaka ရဲ့ Saketu dash သွားတဲ့အကွာအဝေးက3ကနေပြီးတော့ 4.4 အထိ dash လို့ရခဲ့တာကိုအခု 2.2 ကနေပြီးတော့ 4.4 အထိ dash လို့ရအောင် short လိုက်ပါရီ။ Gadu ရဲ့ Saketu ကအရင်ကထိရုံပဲထိရင်အကွာအဝေး3ခုလောက်အထိ dash ပြင်မယ်အခုကထိရုံပဲထိရင် 2.2 အကွာအဝေးထိပဲ dash တော့မှာပါ။ update patch တစ်ခုလုံးကိုသုံးသပ်ကြည့်ရလို့ရှိရင်တော့ season 2ခုစာလောက်တက်နေအမာကောင်တွေကြီးစိုးနေတဲ့ Jurive Matter တွေရောက်နေရကနေအခုဂျန်ဂလာနဲ့ support တွဲလုံးနေကျန်းလို့ရမယ့်ဂျန်ဂလာ Matter ကိုရွှေ့ပြောင်းမှုစမ်းသပ်နေတယ်လို့ပြောလို့ရပါရီ။မကြခင်မှာ M series ကလည်းလာတော့မှာဖြစ်တဲ့အတွက်အဲ့ဒီအတွက်အပြောင်းလဲဖြစ်အောင်လို့မွန်တွန်းဘက်ကစီစဉ်မှာပါ။ကဲဒီ update patch recap လေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။